အထက်မပါဘူးအမြင့်မပါရင်အထက်မပါဘူးအမြင့်များရင်တော့အထက်များမယ်အမြင့်နည်းရင်တော့အထက်နည်းမယ်ဒီမှာအမြင့်လို့သုံးခဲ့နောက်တစ်ခုပါဒီမှာအမြင့်လို့သုံးခဲ့ elevation ကိုအခုဘာလို့သုံးလို့ရသေးလဲ degree မပါရောdegree ဥပမာဒါလေးကို degree လို့ခေါ်တယ် degree ရဲ့ဒီ number လေးကနည်းလေးဘာဖြစ်လဲအထက်တရပုံနေတယ်ဒီ number တွေကြီးလေးအထက်တရဘာဖြစ်လဲပို့ပြီးတော့များလာမယ်เนาะအဲ့ဒါလေးကိုတော့သိဖို့လိုရယ်เนาะကဲ degree နဲ့ရောdegree နဲ့ရင်ကိုတော့ဗာနဲ့မှာအထက်နည်းမယ် degree များရင်အထက်များမယ်အထက်ဆိုတာကိုတော့ဒီဟာလေးပြောတာနော်ဒီအလွှာလေးတွေလားအထက်လေးဆရာတို့ကဒီအရှိကိညက်တဲ့ရှင်ရအဲ့ဒါသပင်းနှမျိုးလို့လည်းများတယ်ရှုပ်ရတဲ့အပေါ်ကသပင်းကိုမတိုးခြင်းဘူးဘာညာဆိုရင်အကိုတော့ပုံလုံးမပေါ်ဘူးဥပမာအကိုလုံးကအောက်ကသပင်းလေးကဒီလိုလေးပုံကြအောင်အကိုတော့ညှက်ပြီးသွားဒီအပေါ်ကသပင်းကိုဒီလောက်ကြီးပြန်ရှာတာညှက်တာအဆင်ပြေလားပေါ်မလားအပေါ်သပင်းနဲ့အောက်ကကိုညှက်ထားတဲ့သပင်းရဲ့လှတရားရဲ့ပြပြလဲပြန်ဖုံးသွားပြီဒါရော customer ဧည့်သည်တော်တော်များပါပြီလေနားမလဲကြဘူးကိုတော့ဧည့်သည်နားလဲအောင်ပြောပြမယ်သူတို့ပြောပြတဲ့ကိုဗဇက်နဲ့မပြောပြနဲ့ဗဇက်နဲ့ပြောပြတဲ့ရှင်ရင်တိတ်တော့မထီရဘူးကိုရဲ့ပုံလေးပါတခါတည်းပြပြီးတော့ပြောမှရမှာအကိုဒါဒီလိုလေးပေါ်ခြင်းကျွန်တော်ဒီလိုလေးညှက်မှရမှာအပေါ်လက်ဒီလောက်ထိတူမကိုရမှာအဲ့လိုတေချာနားဝဲအောင်ရှင်းပြအကြရင်ဧည့်သည်ညှက်လိုက်မယ်တချို့ကဆိုင်ထဲမှာဆိုလဲညီလေးတော်တော်များဆိုဧည့်သည်မတူခြင်းတော့မတူပေးလိုက်တာတဲ့အဲ့ဆိုအစင်မပြေဘူးလေအဲ့ဒါဆိုတဲ့သဘောတရားသပင်းကြောင်းနားမလဲဘူးဆရာတို့သပင်းညက်ဆရာကြီးတော့ပါပြီလေနားမလဲဘူးကိုကပါပြီလေတခါတည်းနားလဲအောင်ရှင်းပြပေးရမယ်နော်အခု prider outdoor ဘာထွက်တဲ့ရှင်ကြရင်လေအပေါ်ဝိုင်းမညက်ရှင်လို့တဲ့ညီလေးတို့ကဆရာတို့ကသွားပြန်ပြောညီလေးဒီဘက်ရှင်းနဲ့ပိုနေတာရဲ့ကြည့်မကောင်းညီလေးဇမိတ်ကြီးထွက်နေသလိုဖြစ်နေမှာအဲ့လေးနည်းနည်းတော့အကိုတူလိုက်မယ်နော်အဲ့မှညီလေးရရတယ်ဒီကကိုပြောတဲ့လူပေါ်မှာမူတည်ရယ်နော်ဘယ်ရမဆိုပြပြသပင်းတခုဆိုတဲ့ကိုမကျွမ်းကျင်တဲ့အရာဆိုရင်လေဧည့်သည်မလို့ပြင်ကိုကျွမ်းကျင်တဲ့ဘက်ကိုဘာဖြစ်လဲဧည့်သည်ကိုပြန်ပြီးတော့ဆွဲနော်